Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Premier League ပွဲစဉ်တွေမရှိတော့ကျွန်တော် Manchester United အသင်းတွေလည်းတိတ်ပြီးတော့မတင်ပြဘူးပေါ့နော်ကျွန်တော်တို့ Manchester United အသင်းကလည်းတခြား19သင်းဖန်တွေပြောမယ်ဆိုလဲပြောလောက်စရာပဲတစ်ပတ်မှာတစ်ပွဲနှစ်ပတ်မှာတစ်ပွဲဆိုတော့လीเนาะဘောလုံးပွဲရလည်းမရှိဆိုတော့ဘယ်လိုပဲဖြစ်ပါကျွန်တော်အနေနဲ့က Manchester United အသင်းရဲ့ပရိသတ်တယောက်အနေနဲ့ကိုအားပေးတဲ့အသင်းကိုတော့လိုက်ပြီးအားပေးနေရမှာပဲအခုချိန်မှာနိုင်ငံပွဲတွေကန်နေတဲ့အတွက်ကိုရီ Manchester United အသင်းသူတို့နိုင်ငံအသီးသီးမှာပေါ့လေသွားပြီးကန်နေကြတာလိုက်ပြီးတော့အားပေးနေရတာပဲဒီမှာကျွန်တော်ပြောချင်တာအဓိကကျွန်တော်တို့ Manchester United ပရိသတ်တွေအတွက်စိတ်မကောင်းတဲ့အသတင်းတစ်ပုဒ်ပေါ့လေဒါညီကိုကြီးလည်းတချို့ညီကိုကြီးလည်းတိပြီးတဲ့သူကြီးလည်းတိပြီးလောက်ပါပြီဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ Manchester United အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဂိုးသမားပေါ့လေ Landmark တန်ရာရရှိသွားတယ်မနေ့ကမနေ့ကကစားခဲ့တဲ့ဒါမက္ကဆီကိုနဲ့ပွဲမှာပေါ့လေဒါကျွန်တော်တို့ Manchester United အသင်းကိုအားပေးနေတဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုဒါစိတ်မကောင်းတဲ့အသတင်းတစ်ပုဒ်ပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီ Sunny Landmark ကကျွန်တော်တို့ Manchester United အသင်းမှာလည်းအရန်ကိုလက်စွမ်းပြနေတဲ့ကစားသမားတစ်ယောက်ပေါ့လေ။ကျွန်တော်တို့ Premier League ပွဲစဉ်တွေရှားဒီကုံမိုးနာလဲပွဲစဉ်ကလိုသေးတာကို9ပွဲ10ပွဲလောက်ကိုရှိသေးတယ်ဆိုတော့သူ့အနေနဲ့တန်ရာရရှိသွားတာစစ်ချက်တွေအရာပေါ့လေဒါသူ9ပတ်10ပတ်လောက်ထိကိုနားရပွဲရှိနေရဆိုတော့ကျွန်တော်တို့ဒီ Premier League ပွဲစဉ်တွေအများဆုံးသူ့အနေနဲ့လွဲလျှော်ဖို့ပါရှားခိုင်တော့ကတေချာတလောက်ဖြစ်သွားပြီဒါကျွန်တော်တို့ပြန်ပြီးပါနိုင်မယ်ဆိုရင်တော့မှပဲသူရှားဒီတိန်းကန်နေတပွဲနှစ်ပွဲအလိုလောက်မှဒီ Premier League ဘောလုံးပွဲတွေကိုသူ့အနေနဲ့ပြန်ပြီးတော့ပါနိုင်မဲ့အနေအထားမျိုးဖြစ်သွားပြီဒါကျွန်တော်တို့အတွက်တော့တကယ်ကိုစိတ်မကောင်းသေးတာဝမ်းနည်းပွေရတကယ်သတင်းကောင်းမဟုတ်ဘူးเนาะလုံးဝသတင်းဆိုးဝါဒီကစားသမားလေးကိုအားကိုးနေရပါရဲ့ဆိုမှဒီကစားသမားအခုလို့နိုင်ငံအသင်းမှာသူကစားရင်းနဲ့တန်ရာရရှိသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့တော့သွားပြီလက်ရှိမှာရောက်ရှိနေတဲ့ဒီအဆင့်3ဆိုတဲ့နေရာကြီးဟာဒီကစားသမားနဲ့လုံးဝအများကြီးသက်ဆိုင်တယ်เนาะညီကိုဘလူးပဲဖြစ်ပါတန်ရာရရှိသွားပြီဆိုတော့လေအနာပေးရတော့မှာပေါ့အနာမပေးလို့မှမရတော့ဒါကျွန်တော်တို့နီးပြမိုက်ကယ်ကားရအနေနဲ့ဒီကျွန်တော်တို့အရန်ကိုသမားဖြစ်တဲ့ဒါဘိုင်ယန်ဒီယာပေါ့လေသူ့အနေနဲ့ဘယ်လိုအသုံးချလာမလဲပွဲထွက်ခွင့်တွေရတော့ဒါမဖြစ်မနေပေးရတော့မှာဒီအရန်ကစားသမားလေးဘိုင်ယန်ဒီယာလည်းကျွန်တော်တို့မြင်ဘူးတလောက်ကတော့မစိုးဘူးလို့လည်းပြောလို့ရတယ်ပွဲထွက်ခွင့်တွေနည်းနေရဆိုပေမဲ့ပေါ့လေဘလူးပဲဖြစ်ဒါအဓိကကစားသမားတန်ရာရရှိသွားပြီဆိုတော့ကျွန်တော်တို့ Premier League ပွဲစဉ်တွေရှားသည်တိမ့်တဲ့အထိကိုဒီဘိုင်ယန်ဒီယာကျွန်တော်တို့ရဲ့အရန်ကူးသမားလေးကSunny Landmarkလောက်မကောင်းနိုင်ဘူးဆိုပေမဲ့သူ့အနေနဲ့အသင်းမှာရှိနေတယ်ဆိုတဲ့အောင်သူ့ရဲ့အရည်ရှင်းကိုလည်းကျွန်တော်တို့အနေနဲ့ short တွက်လို့မရဘူးဒီအနေထားမှာကျွန်တော်တို့ Michael Carrick အနေနဲ့ဘယ်လိုအသုံးချသွားမလဲဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပေါ့လေညီကိုအနေနဲ့ဘယ်လိုတင်ကြလဲကျွန်တော်တို့ရဲ့ဒီအရန်ကိုးသမားလေးဘိုင်ယန်ဒီယာအနေနဲ့ Manchester United အသင်းမှာလက်စွမ်းပြကာကွယ်ပေးနိုင်မလားကွန်မန့်မှာဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်